သက်73နှစ်အရွယ်ကောင်လေးတစ်ယောက်ကသူ့တငယ်ချင်းတွေနဲ့ဘတ်စကတ်ဘောကစားနေစဉ်မှာရုတ်တရက်ပျောက်ကွယ်သွားခဲ့တာပါမိသားစုကနီလန်မျိုးစုံနဲ့ရှာဖွေပေမဲ့တဲလွန်စမရှိတေဆုံးတဲ့အလောင်းမတွေ့ CCTV မှတ်တမ်းတောင်မရှိခဲ့ပါဘူးအဲ့ဒီကောင်လေးကဘလို့မှန်းစူးစမ်းလို့မရအောင်ကိုပျောက်သွားတာပါဒီလိုနဲ့3နှစ်ကြာပြီးနောက်မှာတော့စပိန်နိုင်ငံကဖုန်းတစ်လုံးဝင်လာပါတယ်သူတို့က Texas မှာနေကြပေမဲ့အရာရှိတစ်ယောက်က Madrid အနီးကလူငယ်တစ်ခုမှပျောက်နေတဲ့ကောင်လေးကိုတွေ့ခဲ့တယ်လို့ပြောလာပါတယ်မကြီးကချက်ချင်းပဲစပိန်တို့သွားပြီးအဲ့ဒီကောင်လေးကိုသူ့ညီဖြစ်ကြောင်းတရားဝင်အတည်ပြုလိုက်ပါတယ်ပြီးတော့သူ့ကိုအိမ်ပြန်ခေါ်လာပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်ပြီးနောက်အကိုကြီးကဒီကောင်လေးကိုတစ်ချက်ကြည့်တာနဲ့တခုခုမူမမှန်ဘူးဆိုတာချက်ချင်းသိပါတယ်သူ့ညီလေးရဲ့မျက်လုံးကအပြာရောင်ဖြစ်ပေမဲ့ဒီကောင်လေးရဲ့မျက်လုံးကအညိုရောင်ဖြစ်နေတယ်စပင်းကလည်းအယောင်ပြောင်းနေတယ်ပြီးတော့အမေရိကမှာပဲကြီးပြင်းလာတဲ့ကလေးတစ်ယောက်ဖြစ်တဲ့သူကပြင်သစ်အတန်နဲ့စကားပြောနေတယ်အကိုကြီးကမေးကြည့်တဲ့အခါကောင်လေးကသူ့ကိုဖမ်းသွားတဲ့လူတွေကမျက်လုံးအယောင်ကိုပြောင်းလဲလိုက်တာလို့ပြောပါတယ်ပြီးတော့ဥရောပမှာနေခဲ့လို့အတန်ထွက်လဲပြောင်းသွားတယ်လို့ဆိုပါတယ်အမကြီးကတော့ဒီစကားတွေကိုအပြည့်အဝယုံကြည်ပြီးအကိုကိုအဲ့ဒီကိစ္စကိုရက်လိုက်ဖို့ပြောပါတယ်ဒါပေမဲ့အကိုကြီးကမယုံသေးပါဘူးသူကကောင်လေးကိုစမ်းသပ်ဖို့သူတို့ကလေးဘဝကအမတ်တရတွေအထူးသဖြင့်သူ့ညီတယောက်ပဲသိနိုင်မဲ့မိကွန်းတွေမေးတယ်အန်ဩစရာကကောင်လေးကမိကွန်းအားလုံးကိုမှန်မှန်ကန်ကန်ဖြေနိုင်နေပါတယ်အမကြီးကဒါကကျမတို့ရဲ့ညီပဲလို့ယုံကြည်နေတော့မယ်ဒါပေမဲ့အကိုကြီးကတော့မယုံနိုင်သေးပါဘူး9 လလောက်ကြာတဲ့အထိသူကဒီကောင်လေးကိုသူ့ညီနာမည်နဲ့မခေါ်ဘူး DNA စစ်ဖို့နေတိုင်းတောင်းဆိုနေတယ်ဒါပေမဲ့မိခင်ကမလို့ဘူးဒါဟာကျမတို့ကလေးပဲလို့ပြောပါတယ်ကောင်လေးကိုယ်တိုင်လည်း DNA စစ်ဆေးဖို့တွေးမပေးဘူးအမကြီးကလည်းငါခံစားခဲ့ရတာများပြီးအနှောက်အယှက်မလုပ်ပါနဲ့လို့ပြောပါတယ်အကိုကြီးကတော့တခုခုလွဲနေတယ်ဆိုတာသိနေတာကြောင့်တရားဝင်လမ်းကြောင်းကနေဆက်လက်လှုပ်ဆောင်ပါတယ်နောက်ဆုံးမှာတော့ FBI ကကောင်လေးရဲ့လက်ပွေယူကစတင်စစ်ဆေးပါတယ်ရလက်ထွက်လာတဲ့အခါသူထင်တဲ့အတိုင်းဒီကောင်လေးဟာသူတို့ညီမဟုတ်ပါဘူးသူဟာအသက်23နှစ်အရွယ်ပြင်သစ်နိုင်ငံသားတစ်ယောက်ဖြစ်ပြီးသူ့ဘဝအတွင်းလူ900ကျော်ကိုလိမ်လည်မှုတွေလုပ်ထားခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်